အားလုံးမင်္ဂလာပါအောင်ချမ်းမင်းဘုဘပြန်လည်ပြီးတော့ကြိုးစားပါတယ်အောင်ချမ်းမင်းရဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျဒီနေ့ဒီဇင်ဘာ9ရက်အင်္ဂါနေ့ညချမ်းမြလေးပွဲကြိုသုံးသပ်ချက်ဒုတိယပိုင်းဖြစ်ပါတယ်ပထမပွဲအနေနဲ့ည2:30မှာရှင်မြန်ကစားမဲ့ဘာစီလိုနာနဲ့ဖရန်ဘတ်မရန်ဘတ်ပေါ်ကြီးကဘာစီလိုနာက2လုံး50ကျုံး4လုံး30စချမ်းမြလေးပွဲစဉ်9အပြည့်မှာရမှ9မှနဲ့အဆင့်8ရောက်နေလို့ထိုက်ရိုက်တန်းတက်နိုင်မဲ့အဆင့်8ဆင်းဝင်ဖို့ဆိုရင်ဘာစီလိုနာတို့အတွက်လက်ကျန်ပွဲတွေကိုနိုင်ထမှဖြစ်မှာဘာစီလိုနာကအမှတ်ပေးပွဲစဉ်တွေမှာတော့ဂိုးတွေမြူနေပြီးနိုင်ပွဲတွေဆက်နေတာတွေ့ရတယ်ဒီနေ့ပွဲမှာလည်းပဲအနိုင်သေးချသလောက်ရှိနေပြီးဂိုးပြတ်မပြတ်ပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ဖရန်ဘတ်ကတော့9ပွဲအပြီးမှာ4မှတ်တရရသေးတဲ့ဖရန်ဘတ်ရုံးကန်နေရတယ်ဒီနေ့ပွဲမှာလည်းပဲအနိုင်ရဖို့ရာခိုင်နှုန်းအားနည်းတယ်ဒါမှမဟုတ်ဒီနေ့ပွဲမှာတော့ဘာစီလိုနာဘော်ဒီကိုရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည2:30မှာရှင်ပြန်ကစားမဲ့စပါးနဲ့ဆလာဘီယာမနေ့ပိုင်းပေါင်းကြီးရစပါးက1လုံး40ကျုံး3လုံး90ဆောင်းစပါးကအဆင့်16ရမှတ်8မှတ်ဆလာဘီယာကအဆင့်31ရမှတ်3မှတ်နဲ့ရပ်တည်နေတယ်10မှတ်နဲ့ရပ်တည်နေပြီးထိဆုံး10နေရာအတွက်မျှော်လင့်လို့ရသေးတယ်စပါးကပြည်တွင်းလိမ့်မှာသာရုံးကန်နေရတယ်ချန်ပီယံလိမ့်မှာတော့အိမ်ဝင်2ပွဲလုံးနိုင်ထားတယ်ဒီနေ့ပွဲမှာလည်းအိမ်ဝင်ပြလို့နိုင်3မှတ်ကိုရအောင်ယူလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဆလာဘီယာကတော့အင်္ဂလန်အသင်းနဲ့တွေ့တိုင်းမှာရုံးကန်ရလေးရှိတယ်တလုံး40အရှုံးကြေကြောပေးမှုရဒီနေ့ပွဲမှာလည်းပဲကျွန်တော်ကတော့စပါးဘော်ဒီပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့2နာရီခွဲမှရှင်ပြန်ကစားမဲ့အတလန်တာနဲ့ချယ်ဆီမနေ့ပိုင်းပေါ်ကြီးကချယ်ဆီကလည်းပဲ60ကျုံး3လုံးပေါင်း40ဆရမတ်တို့နှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုချယ်ဆီကချန်ပီယံလိဂ်မှာနောက်ဆုံးပွဲမှာဘာစီလိုနာကို3-0နဲ့နိုင်ထားတဲ့အတလန်တာကလည်းပဲဖရန်ဘတ်ကို3-0နဲ့နိုင်ထားတဲ့အဆင့်8ကိုတက်နိုင်ဖို့အခွင့်အရေးရှိနေကြတယ်အတလန်တာကလည်း2ပွဲဆက်နိုင်ထားတဲ့ချယ်ဆီကလည်းပြန်ပွဲဆုံး9ပွဲမှာ2ပွဲသာရှုံးထားတယ်လူဆုံးပြန်ပါလာမဲ့ချယ်ဆီတို့ဒီနေ့ပွဲကိုတော့မရှုံးနိုင်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်ချယ်ဆီဘော်ဒီချယ်ဆီ9ပွဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည2:30မှာစမန်ကစားမဲ့ယူနီယံစိတ်နဲ့မာဆေးမနေ့ပိုင်းပေါ်ကြီးကမာဆေးကလည်းပဲ30ကျုံး3လုံးပေါင်း30ဆရမတ်တို့နှစ်သင်းထိတိုက်တွေ့ဆုံမှုဖြစ်တယ်ဒါကြောင့်မို့လို့ရှုံးတွေ့အဆင့်ကိုတက်နိုင်ဖို့ရုံးကန်ကြမှာသေချာတယ်ဒါမှမဟုတ်ဒီဘက်မှာကျွန်တော်ကတော့ဘော်ဒီကိုရှောင်ပြီးတော့ဂိုးပေါ်တစ်ပေါက်ပဲရွေးချယ်ပါတယ်အကြိုက်ချင်းမဲ့တွေ့ရင်ဘက်ကန်ဆော့ကြပါကျွန်တော်ညီကိုများအတွက်အကောင်းဆုံးဖြစ်နိုင်မဲ့ရလဒ်များကိုခမန်းရွေးချယ်ပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်